ဘယ်အရာမဆို expiry date ရှိတယ်ဆိုတာကိုသိထားပါကိုယ့်ရဲ့စိတ်အနေထားဒီလူတယောက်ဒီကိုယ့်ပေါ်မှာနော်အော်ငါတို့ကိုဒီလိုမျိုးတွေဆက်ဆံနေရတာပဲသူသိခံနိုင်တာပဲလက်ခံနိုင်တာပဲဆိုပြီးတော့တချို့ယောက်ျားလေးတချို့ main ကလေးတွေကိုယ့်ပေါ်ကောင်းနေတဲ့ partner ပေါ်မှာလိုရာထပ်ပို့ပြီးတော့ mentally abuse လုပ်တာစိတ်တော့ကရအောင်နေအမျိုးမျိုးလုပ်တာငါဘလို့လုံးသူရှိနေတာပါပဲလေဆိုတာလူကြီးတယောက်လုံးရှိနေပေမဲ့စိတ်က expire ဖြစ်သွားပြီဆိုတဲ့အခါကျရင်ဒီဟာဘာမှပြန်ပြီးလုပ်ယူလို့မရတော့ပါဘူးအဲ့ဒီခါကျမှနောင်တတွေအကြီးကျယ်ရတာမျိုးမကြုံတွေ့ရပါစေနဲ့ကိုထိလက်ရောက်ပြစ်မှားမှကိုထိလက်ရောက်ကိုabuse လုပ်မှကိုနာကျင်ရမှာမဟုတ်ပါဘူးကိုစိတ်တော့ကရအောင်လုပ်ပြီးဆိုရင်လည်းဒါတော်တော်လေးကိုခံစားရပါတယ်နော်အဲ့ခံရတဲ့ဟာဒီ emotional pain ဖြစ်ပြီးခန္ဓာကိုယ်မှာ physical disease ကအစယောဂအစပို့ပြီးတော့ဖြစ်စေပါတယ်အဲအကြောင်းကိုစိတ်တော့ကပေးမဲ့သူတွေနားမှာလည်းလုံးဝမနေစေချင်ပါဘူးချက်ချင်း avoid လုပ်ချက်ချင်း cut out လုပ်ချက်ချင်း ignore လုပ်လုံးဝဒီလူတယောက်တွေကို toxic ပေးနေတယ်ကိုပေါ်မှာစိတ်ပျော်ရွှင်စရာမပေးဘူးဆိုရင်တော့မစိတ်တော့ကရောက်စီရတယ်အမြဲတမ်းပေးနေပြီဆိုတဲ့အခါကျရင်ချက်ချင်း cut out လုပ်ပါတစ်ဖက်ကိုလည်းပြောချင်တာအော်ငါလုံးသမျှသူခံနေတာပဲငါဘယ်အချိန်ဖုန်းဆက်ရတယ်ငါဘယ်အချိန်ဆက်သွယ်လိုက်ရတယ်သူဘလို့ဖြစ်အချိန်ပြည့် तू က ready ပဲဘေးနားမှာရှိနေမှာငါတို့ယုံပြီးသားဒီစောအေးဆေးပါဒီပဲအေးဆေးပါဆိုပြီးတော့လှုပ်တတ်တဲ့လူတွေရှိရင်လည်းဝစ်စွာလဲတတ်တယ်နော်ပြီးတဲ့အခါကျရင်နောက်တစ်ခုကလူတယောက်ကိုမျက်ရည်ကြအောင်လုပ်ရင်ကိုကလည်းအဲ့တိုင်းပဲတစ်ချိန်မှာပြန်ခံစားတတ်တယ်ပြီးတော့ကိုယ့်ရဲ့စိတ်ဒီ expire ဖြစ်သွားပြီဆိုတဲ့အခါကျရင်ဒီလူတယောက်ပေါ်မှာစိတ်ကုန်သွားပြီဟေ့ဆိုတဲ့အခါကျရင်အရာအားလုံးကပြီးသွားပြီအဲ့ခါကျရင်ဘေးနားမှာလူကြီးတယောက်လုံးကြီးရှိနေတာပဲရှိမှာအဲ့တွဲနေပေမဲ့လည်းဒီသူထက်တာတဲ့အစာပေါင်းများစွာတာတဲ့လူတယောက်ကိုယ်စိတ်ချမ်းသာမှုတွေပေးနေပြီဆိုရင်ဖောက်ပြန်တယ်လို့တော့မခေါ်တော့ဘူးအော်တိုပြီးသွားတာအဲ့ခါကျမှနင်ကဖောက်ပြန်တယ်ဆိုတဲ့စကားမျိုးမပြောနိုင်မိစေနဲ့ဘာလို့ဆိုတော့ mentally abuse ကို expiry date ကုန်သွားတဲ့အထိလုပ်ပြီးသွားပြီ